ဒါက AI မဟုတ်ပါဘူးအယုတ်လည်းမဟုတ်ပါဘူးတကယ်လက်အစ်စ်ပါမသိလို့ရှိရင် dinosaur လို့ Pokemon လို့ဖြစ်နေပါတယ်ပေါ့နော်သူ့နာမည်က alligator snippet တက်တယ်လို့ခေါ်ပါတယ်သူက internet ပေါ်မှာ dinosaur ဝင်စားရဲဆိုပြီးတော့တော်တော်လေးကိုနာမည်ကြီးနေလေတကယ်လဲ dinosaur နဲ့တူပါတယ်ဗျသူတို့တွေကတဲ့ပေ 30 ကနေပြီးတော့ပေ 40 တိရှိနိုင်ပြီးတော့တဲ့လေးချိန်ကလည်းပေါင် 154 ကနေပြီးတော့ပေါင် 200 လောက်ထိရှိနိုင်ပါတယ်အရန်တည့်ရဲ့လိမ်မျိုးတွေတော့မဟုတ်ဘူးဗျဒီလိမ်နဲ့တူတဲ့ dinosaur တွေကအာမာကြီးတဲ့ Ankylosaurus နဲ့တူပါတယ်ဗျAnkylosaurus ကိုတော့ကျွန်တော်ဒေါတာတူဖန်နေသိမှာပါ Primate Beast တို့ Russian တို့တွေက Ankylosaurus နဲ့တူပါတယ်ဗျဒီ Ankylosaurus တွေကလွန်ခဲ့တဲ့နှစ်ပေါင်း 66 တန်းတုန်းကမျိုးသွန်းသွားပြီလို့သိရှိရပါတယ်ဒီလိမ်တွေကတဲ့မြန်မာနိုင်ငံမှာမရှိပါဘူးတဲ့အမေရိကတိုက်မှာပဲရှိပါတယ်ဒါဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဘယ်လိမ်တွေရှိလဲကျွန်တော် list လုပ်ပေးထားပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါဗျတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရင်နှစ်သက်တယ်ဆိုလို့ရှိရင် like and follow လုပ်ပေးပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ